အလုံးမင်္ဂလာပါစစ်တွေဒက္ကစာဌာနချုပ်ဒီကာကဲစခန်းကြီးနှစ်ခုကိုAAတပ်ဖွဲ့ဝင်တွေကတင်ပိုက်လိုက်တယ်စစ်တုံးပွဲလဲ30ဖမ်းရတယ်လို့ကျွန်တော်တို့သတင်းမှာဖတ်ရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တခုသုံးသပ်မိတာတော့အခုကြောက်ဖြူမှာလဲတိုက်ပွဲတွေပြင်းထန်နေတယ်စစ်တွေကိုလဲသူတို့စစ်တွေနဲ့ကြောက်ဖြူကိုတပြိုင်တည်းဒါစစ်စင်လို့တဲ့သဘောအဲ့ဒါဆိုရင်တိတ်မကြမီအချိန်မှာတော့ဒီစစ်တွေမျိုးလဲကျွန်တော်တို့ဒီ ULA ဘက်ကထိန်းချုပ်နိုင်မြတ်သဘောရှိတယ်ဒါပေမဲ့သူတို့ကမျိုးတစ်ခုနေမြေတစ်ခုထိန်းချုပ်လို့ရတိုင်းသူတို့လုံနေကြတချို့တွေရှိတယ်အဲ့ဒီမှာအစ္စလာမ်ဘာသာဝင်တွေအထူးသဖြင့်ကျွန်တော်တို့ရိုဟင်ဂျာတွေကိုသူတို့ကခုနလူငယ်တွေအတိကပညာတတ်တွေကိုအကြောင်းမျိုးစုံပြပြီးမှသူတို့ချိန်မုံတာနော်တက်ပစ်တာဖမ်းတာနောက်ဆုံးကျွန်တော်တို့တချို့ဟာကိုဒီကျွန်တော်တို့ဒီပြန်ပေးဆွဲပြီးမှဒီပတ်စံတွေတောင်းတာဒါမျိုးတွေကိုသူတို့ကလုံလေလုံထရှိတယ်လုတ်ခဲ့တာကတော့ကျွန်တော်တို့ရှေ့မှာနမူနာလည်းအများကြီးရှိတယ်အခုလေအဲ့ဒါမျိုးအခြေအနေရှိတဲ့အတွက်ကျွန်တော်ကကြိုတင်သတိပေးတာပါကျွန်တော်တို့ကလည်းစောင့်ကြည့်နေတယ်နိုင်ငံတကာအတိုင်းဝိုင်းတွေလည်းကျွန်တော်တို့ချိတ်ထားတယ်ဒီအချိန်မှာစစ်တွေမျိုးကိုအဲ့ဒါမျိုးတိမ့်ပြီးတော့မှကျွန်တော်တို့ဒီစစ်တွေမျိုးရဲ့အပြင်မှာဒီ2012ခုနှစ်ကနေဒီကနေသူတို့ IDP လို့ဖြစ်နေတဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုတစုံတရာဒုက္ခပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ ULA နေနဲ့ဒီထက်ကြီးမားတဲ့တန်ဖိုးတွေပေးရမယ်သူတို့မျှော်လင့်ထားတဲ့အရခနိုင်ငံတော်လည်းဘရောမဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါကြောင့်စဉ်စဉ်ချင်းထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းတယ်ဘာလို့ဆိုတော့ဒီ2024ခုနှစ်ကဖြစ်စဉ်တွေမှာလည်းဒါတော်တော်လေးကိုစိုးစိုးဝါးဖြစ်ခဲ့တာပါဒါကြောင့်မလို့ဒီအခုချိန်မှာလည်းအဲ့ဒါမျိုးမလုပ်ဘဲနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ရှင်းပြောရင်စစ်ကောင်စီရဲ့အတုံးချခံတာကရခိုင်လူမျိုးနဲ့အများကြီးပဲပွေးတွေလှုပ်လိုက်ဟိုဟာတွေလှုပ်လိုက်တခါဒီစစ်ကောင်စီအစည်းအဝေးခေါ်ရင်တွားလိုက်နောက်ဆုံးသူတို့ရဲ့ဒီနဲ့ဒီကျွန်တော်မေးဆွေစရင်ပေးမှလည်းတက်လိုက်ရှင်းပြရင်မေးတွေတော့မှပေးလိုက်သေးတယ်ဆိုတော့အဲ့လိုသာအပြစ်ပေးသေးတယ်ဆိုရင်တော့အားလုံးကိုပေးရမှာပဲအဲ့ဒီမှာမှရွေးပြီးတော့မှရိုဟင်ဂျာလူမျိုးကိုပဲလုံမယ်ဆိုရင်သူတို့ကဒီရိုဟင်ဂျာလူမျိုးကို genocide လုပ်တဲ့အမှုကခိုင်တဲ့ခိုင်သွားမယ်ဒါကြောင့်မလို့အဲ့ဒါမျိုးတွေကိုမလုပ်ဖို့အတွက်ကျွန်တော်အနေနဲ့ကြိုတင်ကျွန်တော်တို့ဒီပြီးတော့ ULA အဖွဲ့ကိုတောင်းဆိုပါတယ်အားလုံးကိုဒန်းလူကျွန်တော်တို့ညီများဆက်ဆံဖို့အတွက်လည်းလိုအပ်ပါတယ်လို့တင်ပြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်